အားလုံးမင်္ဂလာပါမင်္ဂလာရှိတဲ့နေ့တစ်မှာဝမ်းမြောက်ကြမှာစွာဖြင့်အကောင်းဆုံးလို့ထားခွင့်ပေးတဲ့ဘုရားသခင်ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ဓမ္မမိတ်ဆွေများအားလုံးပေါ်မှာလည်းဘုရားသခင်ထာမကောင်းကြီးခံစားကြပါစေအခြေအနေငယ်ရတဲ့အခိုက်မှာဘုရားသခင်နှုတ်ကပတ်တော်ကိုအတူတကွလေ့လာစေချင်ကြပါစို့ဒီကနေ့လေ့လာစေချင်မဲ့အကြောင်းအရာရဲ့ခေါင်းစဉ်ကဖာရောမင်းကြီးအပေါ်မှာဘုရားသခင်ရဲ့အကြံစီတော်ဖြစ်ပါတယ်ယောမအဝရစာခန်းကြီး9အပိုင်းငယ်19မှာအတူတကွဖတ်ချင်ဖြစ်ခွာယူကြပါစို့ကျမ်းစာ၌ဖာရောဘုရင်ကိုဆိုဒီကငါတကိုးကိုတင်၌ငါပြတ်ခြင်းက၎င်းငါနာမကိုမြည်ကြီးတဲ့ပြည်လုံးတွေကြော်ဆိုစေခြင်းက၎င်းတင်းကိုချီးမြှောက်ခဲ့ပြီဟုဆိုတည်းဘုရားသခင်နှုတ်ကပတ်တော်အားဖြင့်အလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေဒီမှာဘယ်လိုဖော်ပြထားတယ်လဲဆိုရင်ကျမ်းစာ၌ဖာရောဘုရင်ကိုဆိုဒီကားလို့စေဥစွာဖော်ပြပါတယ်ကျမ်းစာ၌ဆိုတဲ့နေရာမှာဘယ်လိုကျမ်းစာမျိုးမှာဖော်ပြထားတဲ့ဟာကိုပြောနေတယ်လဲခရိယာတော်တော်များများသိကြပါတယ်အချို့တွေလည်းမသိကြပါဘူးကျမ်းစာ၌ဖော်ပြဒီကကျမ်းစာ၌လာဒီကကျမ်းစာတစ်ချက်၌လာဒီကဆိုတဲ့စကားလုံးကိုတွေ့ရတဲ့အခါမှာတမန်ဟောင်းမှာရေးထားတဲ့ကျမ်းစာကိုညွှန်းနေတယ်ဆိုတာကိုသိစေချင်ပါတယ်ကျွန်တော်တို့ကြည့်ရအောင်ထိမြောက်ရကျမ်းအခန်းကြီး9အပိုင်းငယ်16မှာအစောနာဖတ်သွားတဲ့ကျမ်းပိုက်ဒီမှာပြန်တွေ့ရတာဖြစ်ပါတယ်အကယ်စီစီငါတကိုးကိုတင်၌ပြတ်ခြင်းက၎င်းငါနာမကိုမြေကြီးတစ်ပြေလုံးတွေကြော်စောစေခြင်းက၎င်းတင်းကိုငါချီးမြှောက်ခဲ့ပြီလို့ဖော်ပြထားပါတယ်ဒီကျမ်းချက်ဟာဖာရောမင်းကြီးကိုပြောနေတာဖြစ်ပါတယ်ဖာရောမင်းကြီးကိုဘုရားသခင်ကအေဂျစ်ပြည်မှာချီးမြှောက်ခဲ့ပါတယ်ဖာရောဘုရင်ပေါ်မှာဘုရားသခင်ရဲ့အကြံစီတော်ဟာကြီးမားပါတယ်ဖာရောမင်းကြီးပေါ်မှာဘုရားသခင်ရဲ့အကြံစီတော်ဟာအလွန်ကြီးမားပါတယ်။ဘာကြောင့်လဲဆိုရင်ဖာရောဘုရင်အားဖြင့်ဖာရောမင်းကြီးအားဖြင့်ဘုရားသခင်နာမတော်ဟာမြေကြီးတစ်ပြည်လုံးမှာတကဘာလုံးမှာကြော်စောစေဖို့အကြံစီရှိခဲ့တာဖြစ်ပါတယ်။ပြီးတော့ဖာရောဘုရင်အားဖြင့်ဖာရောမင်းကြီးအားဖြင့်ဘုရားသခင်တကိုးတော်ကိုပြဖို့ဖြစ်ပါတယ်တို့တော့ဖာရောဘုရင်ဟာဖာရောမင်းကြီးဟာဘယ်လိုအသက်ရှင်ခဲ့တယ်လဲဆိုတာဓမ္မမင်းရှင်များအလုံးသိကြမှာပါဘုရားသခင်လူတွေကိုမတရားအလုပ်လုပ်ခိုင်းတယ်ဘုရားသခင်လူတွေကိုမတရားကြုံခါခိုင်းတယ်ဘုရားသခင်လူတွေကိုညှင်းဆဲတယ်ဘုရားသခင်လူတွေကိုတတ်ဖြတ်တယ်ဆိုတာတွေ့ရပါတယ်ဣတိလလူမျိုးတွေကလေးမွေးလာတိုင်းယောက်ျားလေးဆိုတတ်ဖြတ်ပါတယ်မိကလေးဆိုရင်တက်ရှင်ခွင့်ပေးပါတယ်ကြီးစားဓမ္မမိတ်ဆွေများဘုရားသခင်ကဖာရောမင်းကြီးပေါ်မှာကြီးမားသောအကြံစီရှိခဲ့ပေမဲ့ဖာရောဘုရင်ရဲ့အသက်ရှင်မှုဟာဘုရားသခင်ရှေ့မှာစိတ်နာစေတယ်ဆိုတာတွေ့ရပါတယ်ပြီးတော့နောက်ဆုံးအခြေတာလာတဲ့နေ့တစ်နေ့မှာဘုရားသခင်ရဲ့လူဖြစ်တဲ့ဣသရေလလူမျိုးတွေကိုအေဂျစ်ပြည်ကနေထွဲမြောက်ဖို့ဘုရားသခင်ပြင်ဆင်တဲ့အခါမှာအေဂျစ်ဘုရင်ဖြစ်တဲ့ဖာရောမင်းကြီးကဣသရေလလူမျိုးဖြစ်တဲ့ဘုရားလူတွေကိုလွတ်လိုက်ပါတယ်ထက်ခွင့်ပြုတ်လိုက်ပါတယ်သို့တော့လမ်းခရီးမှာသူတို့ရဲ့ပြည်ဖြစ်တဲ့ခဏပြည်ကိုမရောက်ခင်ဣသရေလလူမျိုးအားလုံးကိုငါတတ်ဖြတ်မယ်ဆိုတဲ့အကြံစီမျိုးသူ့မှာရှိပါတယ်ဘုရားသခင်ဖာရောမင်းပေါ်မှာကြံစီထားတဲ့အကြံစီနဲ့ဖာရောမင်းကိုယ်တိုင်ကြံစီနေတဲ့အကြံစီဟာလုံးဝမဟာဆဘူးဆိုတာတွေ့ရပါတယ်လုံးဝဘုရားသခင်အလိုတော်နဲ့ဘုရားသခင်အကြံစီနဲ့မညီညွတ်ဘူးဆိုတာတွေ့ရပါတယ်တနေ့ကျတော့ဣသေလလူမျိုးတွေဟာပေလေချားနေတဲ့ကမ်းဆက်မှာရောက်သွားပါတယ်ဟိုဘက်မှာလည်းကူလုံးမရဟိုဘက်မှာလည်းဖာရောမင်းကြီးတွေအီဂျစ်လူတွေကတတ်ဖို့လိုက်လာအကိုတတ်ဖြတ်ဖို့လုပ်ပါတယ်တို့ပေမဲ့ဘုရားသခင်ဟာမောရှေရဲ့လမ်းကို
မောရှေရဲ့တောင်ဝေးကိုအသုံးပြုခြင်းအဖြစ်ပေလေကိုခွဲလိုက်ပါတယ်ထိုပေလေကိုခွဲပြီးမှဣသေလလူမျိုးတွေဟာအားလုံးပေလေထက်ကနေရှောက်သွားပါတယ်ပေလေထက်မှာဘုရားသခင်ကမောရှေရဲ့လန်တာအဖြစ်မောရှေရဲ့တောင်ဝေးအဖြစ်ခွဲလိုက်တဲ့အခါမှာမြေကြီးပေါ်မှာနင်းပြီးမှဣသေလလူမျိုးတွေကတစ်ဖက်ကားကိုကူကြပါတယ်ဣသေလလူမျိုးတွေတစ်ဖက်ကားကိုမရောက်မီဖာရောမင်းကြီးကဖာရောဘုရင်ကသူရဲ့စစ်တပ်တွေနဲ့ဣသေလလူမျိုးတယောက်မှမကြံပင်လေထဲမှာတပ်ဖြတ်ဖို့သူတို့လည်းဝင်လိုက်ပါတယ်ဝင်လိုက်တဲ့အခါမှာဣသေလလူမျိုးတွေနောက်ဆုံးတွားရင်နဲ့အေဂျစ်လူမျိုးတွေဖာရောဘုရင်ရဲ့စစ်သားတွေလည်းတွားရင်နဲ့ဣသေလလူမျိုးတွေကတစ်ဖက်ကားကိုရောက်သွားပါတယ်ဣသေလလူမျိုးတွေတစ်ဖက်ကားကိုရောက်တာနဲ့ချက်ချင်းပဲအေဂျစ်ပြည်ကစစ်တပ်တွေဖာရောမင်းကြီးတွေအားလုံးကပင်လယ်ထဲမှာတခါပဲရေနှစ်ခုလုံးပေါင်းလိုက်ပြီးမှပင်လယ်ထဲမှာအားလုံးတိတ်ကြေပြည့်ရှိသွားတယ်ဆိုတာတွေ့ရပါတယ်ချစ်တော်ဓမ္မမျိုးဆွေများအချိန်နဲ့ငယ်တုံးတဲ့အတွေ့ကြောင့်ကျွန်တော်တို့စုံလင်အားလုံးမပြောနိုင်တာတောင်းပါပါတယ်ကျွန်တော်တို့ဘယ်လိုခွန်အားယူမလဲဆိုရင်ဖာရောမင်းကြီးပေါ်မှာကြာစီနေတဲ့ထိုးအကြာစီဟာမိတ်ဆွေနဲ့ကျွန်တော်တို့ပေါ်မှာလဲဘုရားသခင်အကြာစီရှိတယ်ဆိုတာတွေ့ရတယ်အာမင်ဘုရားသခင်ကကျွန်တော်တို့အားဖြင့်ဘုရားဘိုးတော်ထင်ရှားဖို့ကျွန်တော်တို့အားဖြင့်ဘုရားသခင်နာမတော်ကိုမြေကြီးတစ်ပြည်လုံးကြော်ဆောစေဖို့အလိုရှိတယ်ဆိုတာတွေ့ရတယ်သို့တော့ကျွန်တော်တို့ဘယ်လိုအသက်ရှင်နေတယ်လဲဆိုရင်ကိုယ့်ဘာကိုဆင်ခြင်ကြပါစို့ကျွန်တော်လည်းဆင်ခြင်ရအောင်မိတ်ဆွေလည်းဆင်ခြင်ရအောင်ဘုရားသခင်ဟာဖာရောမင်းကြီးပေါ်မှာတကယ်ကြီးမားတဲ့အကြံစီရှိခဲ့တယ်လို့ကျွန်တော်တို့ပေါ်မှာလည်းဘုရားသခင်အကြံစီရှိတယ်ဆိုတာတွေ့ရပါတယ်ဖာရောမင်းကြီးလိုမျိုးပုံစံကျွန်တော်တို့လည်းကောင်းမှနေသလားနှလုံးခိုင်မှနေသလားဥနောက်ခိုင်မှနေသလားဆိုတာဆင်ခြင်ကြပါစို့ဖာရောမင်းကြီးလိုမျိုးပဲကျွန်တော်တို့လည်းအသက်ရှင်ခဲ့မယ်ဆိုရင်ဘုရားသခင်ရဲ့စီရင်ခြင်းဟာတနေ့ကျွန်တော်တို့ရဲ့အသက်တာမှာလည်းရောက်လာမှာဖြစ်ပါတယ်ဆိုတာကိုသင်ခန်းစာရရှိပါတယ်ကျွန်တော်တို့စစ်ဆက်ပြီးမှဖာရောမင်းကြီးလိုမျိုးဘုရားလူတွေကိုမတရားမမုန်းဖို့ဘုရားလူတွေကိုမငြင်းဆဲဖို့ဘုရားလူတွေကိုမကောင်းမပြောဖို့ဘုရားလူတွေကိုအဆိုးမမြင်ဖို့ကျွန်တော်တို့အသက်တာမှာအရန်လိုအပ်တယ်ဆိုတာတွေ့ရပါတယ်ဘုရားသခင်ရဲ့လူတွေကိုကျွန်တော်တို့ကမကောင်းမြင်တဲ့အခါမှာဘုရားသခင်ရဲ့လူတွေကိုမတရားညှင်းဆဲတဲ့အခါမှာဘုရားသခင်ရဲ့လူတွေကိုကျွန်တော်တို့ကအပြစ်တင်တဲ့အခါမှာမုန်းတဲ့အခါမှာဘုရားသခင်ရဲ့ဆင်ခြင်ခြင်းဟာကျွန်တော်တို့ရဲ့အသက်တာမှာလည်းရောက်လာနိုင်တယ်ဆိုတဲ့အကြောင်းကိုသင်ခန်းစာယူကြပါစို့ဒါကြောင့်ဖာရောမင်းကြီးဟာဘုရားသခင်ရဲ့အကြံစီနဲ့လုံးဝမဟဆအောင်လုံးဝမညီညွတ်အောင်အသက်ရှင်ခဲ့တယ်လို့ကျွန်တော်တို့ဒီလဲဘုရားသခင်ရဲ့အကြံစီနဲ့လုံးဝမဟဆအောင်လုံးဝမညီညွတ်အောင်အသက်ရှင်နေပါသလားဆိုတာကိုဆင်ခြင်ခြင်းအဖြစ်အသက်ရှင်ကြပါစို့လို့ဒီကနေ့နှုတ်ကပတ်တော်အဖြစ်ခွန်အားယူကြပါတယ်အားလုံးပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေအာမင်